Okay ကျွန်တော်မှတားလေးတွေရအောင်ရှိတယ်ပေါ့နော်ဒါတော့ပါလဲဆိုတော့ဒီ plastic ပါလေးပေါ့နော်ပင်နာမှာတော့ရမလဲဆိုရင်တော့ကျွန်တော်တို့ဆက်မှာပေါ့နော်ကျွန်တော်တို့ဆက်မှာဆေးမပေရအောင်ပဲနော်ဒါဒီကောင်တိုင်းကျွန်တော်တို့ဒီပတ်ထားလို့ရတာပေါ့နော် Okay ဒီမှာကျွန်တော်လာပြရမယ်နော်ဒီကိုလို့ခဏလေးနော်ဒီလိုမျိုးပေါ့နော်ဒီပေါ်ပိုင်းပေါ့နော်ပေါ်ပိုင်းမှာဒီလိုမျိုးကျွန်တော်တို့ကပ်မယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်တော့နော်ကျွန်တော်တူရေးကျွန်တော်တူရေးတဲ့အချိန်မှာကျွန်တော်တောင်းရတဲ့ဆက်ဒီလိုမျိုးကျွန်တော်ပါတာပေါ့နော်ဒီလိုမျိုးနော်ဒီမှာဆေးရပါတယ်မပေဘူးနော်ကျွန်တော်တို့ဆက်ကဆေးကြီးနေဝယ်လာပြီးတော့နော်ပြီးတဲ့တရားပိုင်းမှာကျွန်တော်ဒီပတ်တီပေါ့နော်ပတ်တီနဲ့ကျွန်တော်တစ်ခါပြန်ပတ်ရင်တော့ဆက်ကလုံပြီးနော်ရေမဝေတော့ဘူးနော်ရေလေးမဝေဘူးပြီးတော့ဆေးလေးဒီမပေတော့ဘူးနော်โอเคဒီကောင်တစ်ခုကတော့ဒီ40ပါပါနော်အများကြီးကိုတော့တောင်းပြလို့ရတာပေါ့နော်တခါနဲ့မကောင်းတခါနဲ့ပဲဒီမှာနော်ဒီတလိုက်ဆိုရင်တော့ကြာကြီးဒီနေလို့ရနော်